အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Batman ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးဇာတ်လမ်းတွဲတွေကတစ်ခုဖြစ်တဲ့ Detective Comics 934ရဲ့အစပိုင်း10မျက်နှာကိုအသေးစိတ်ပုံပြောပြတယ်လို့ပြောပြပေးသွားမှာပါ။ Gotham မြို့ရဲ့အမှောင်ထုတွေမှာဘလို့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေပုံကွယ်နေမလဲဆိုတာအတူတူကြည့်လိုက်အောင်ဗျ။ဇလန်ကလွန်ခဲ့တဲ့2ရက်က Gotham မြို့ရဲ့နှင်းတွေတဖွတ်ဖွက်ကျနေတဲ့ညတညမှာစတင်ခဲ့ပါတယ်။ Azrael လို့ခေါ်တဲ့ Jim Paul Valley တယောက်ဖျားချောင်းကြီးတစ်ခုရဲ့အမိုးပေါ်မှာအမောတကောနဲ့အပြင်းထန်တိုက်ခိုက်ခံနေရပါတယ်။သူ့ကိုတိုက်ခိုက်နေတဲ့သူက Batman ရဲ့အရေးလိုပဲအမောင်ထဲမှာပုံကွယ်နေတာပါ။အဲ့ဒီ Batman အတူက Azrael ကိုကြည့်ပြီး Azrael အားလုံးပြီးဆုံးသွားပါပြီလို့အေးဆက်ဆက်နဲ့ပြောလိုက်ပါတယ်။အဲ့ဒီခါ Azrael ကမျက်လုံးတွေနှီးမြန်းပြီးမင်းငါ့ကိုထွက်ပြေးမယ်လို့ထင်နေတာလားလို့ပြန်ပြီးစိတ်ခေါ်လိုက်တဲ့အခါအဲ့ဒီလူကတူတူလေးနဲ့မဟုတ်ဘူးလို့ပဲပြန်ပြောခဲ့ပါတယ်။တိုက်ပွဲကအရန်ပြင်းထန်ပါတယ်။ Azrael ကမှန်ချက်တွေကြားတွေကိုလွင့်စင်သွားခဲ့ရတယ်လို့အဲ့ဒီလူကမိခိုးပုံးတွေတုံးပြီး Azrael ကိုလူရန်ကားတယောက်လိုနှိမ်ချခဲ့ပါတယ်။ Azrael ကငါကပုံမြင့်မြတ်တဲ့စွမ်းအားတစ်ခုအတွက်အလုပ်လုပ်နေတာလို့ပြောပြီးပြန်တိုက်ဖို့ကြိုးစားပြီးမယ်။အဲ့ဒီလူကဒါဆိုရင်တော့အဲ့ဒီအရှင်သခင်နဲ့တွေ့ဖို့မင်းကငါလှုပ်ပေးလိုက်မယ်လို့ပြောပြီးအပြင်းထန်တိုက်ခိုက်ပါတော့တယ်။ Azrael ကသူ့ရဲ့မိတောက်ထားတွေနဲ့ခုခံပြီးမယ်။အဲ့ဒီလူကလျှက်စိလက်နက်တစ်ခုနဲ့ Azrael ကိုပစ်လိုက်ပါတယ်။ Azrael တကူလုံးလျှက်စိတက်ပြီးစီးဆင်းသွားပြီးကောင်းကင်ဘုံကငါ့ကိုကူညီပါလို့အားကိုးရမယ်ဆိုအော်ဟစ်ရင်လဲကျသွားပါတော့တယ်။အဲ့ဒီလူကတော့လာနေပြီလို့ပဲအေးဆေးပြောရင်တိုက်ပွဲကိုအဆုံးသတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့စစ်မှန်တဲ့ Batman ကဖျားချောင်းကြီးစီကိုရောက်လာခဲ့ပါတယ်။သူက Alfred အဆောက်အဦပေါ်မှာအပူချိန်ချီရာတွေကိုအမြန်ဆုံးရှာကြည့်ပါလို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ Alfred ကသခင်လေးဘာမှမရှိတော့ပါဘူး။ဘသူပဲဖြစ်ဖြစ်သူတို့ပျောက်ကွယ်သွားပါပြီလို့စိတ်မကောင်းစွာနဲ့သတင်းပို့ခဲ့ပါတယ်။ Batman ကအခင်းဖြစ်ရာနေရာမှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒါကတော့သူ့ကိုစောင့်ကြည့်ဖို့ခြံထားခဲ့တဲ့ drone လေးတစ်ခုပါ။ Batman ကဒီမှာတစ်ခုရှိတယ်လို့ပြောလိုက်ပြီးဒီ drone ဟာသူ့ကိုသတင်းစကားပေးခြင်းလို့ရည်ရွယ်ချက်ရှိခြံထားခဲ့တာမှသိလိုက်ပါတယ်။သူကဒဏ်ရာတွေနဲ့လဲနေတဲ့ Israel စီကိုသွားပြီး Israel ဘသူမင်းကိုဒီလိုလုပ်တာလဲလို့စိုးရင်တကြီးမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာတွေးယူတည်ယူဖြစ်နေတဲ့ Israel က Batman ရဲ့မျက်နှာကိုစိုက်ကြည့်ပြီးမင်းမိလုပ်တာလေလို့ပြောလိုက်တဲ့အခါ Batman တယောက်အန်အိုးတုန်လှုပ်သွားရပါတော့တယ်။အဲ့ဒီအချိန်မှာပဲ Gotham ရဲ့တခြားတနေရာမှာတော့ Batwoman Kate Kane တယောက်ကြိုးတန်းလန်းတဲ့မြို့ထဲမှာလှုပ်ရှားနေပါတယ်။သူမက Batwoman ကျေးဇူးပြုပြီးငါစကားကိုနားထောင်စမ်းငါမင်းကိုအရေးကြီးတာတခုပြောဖို့စူးစမ်းနေတာလို့သူမရဲ့အဖေက headset ကနေပြောနေတာကိုနားထောင်နေရပါတယ်။ Kate ရဲ့အဖေကသူမကိုစစ်တပ်မှာပြန်ဝင်ဖို့နဲ့ Batman ရဲ့အကျွင်းကြံအလုပ်တွေကိုလိုက်လုပ်နေတာတဲ့ဆိုင်အဖွဲအစည်းတစ်ခုနဲ့အလုပ်လုပ်ဖို့တိုက်တွန်းနေတာပါ။သူကကဘာကြီးကပြောင်းလဲသွားပြီ Kate ဒါပေမဲ့မပြောင်းလဲတာကအပြင်မှာတကယ်ဘလူးတတဝါတွေရှိနေသေးတာပဲလို့ပြောရင်သူမကိုကူညီချင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ Kate ကတော့စိတ်ပြက်လက်ပြက်နဲ့ Batwoman out လို့ပြောပြီးဖုံးချလိုက်ပါတော့တယ်။ Kate တယောက်သူမရဲ့အခန်းကိုပြန်ရောက်တဲ့အခါတစုံတစ်ယောက်ရှိနေတာကိုခန်းစားလိုက်ရပါတယ်။သူမကအမှောင်လေးကိုကြည့်ပြီးမင်းအဲ့ဒီမှာရှိနေတာငါသိတယ်။ငါ့ကိုစောင့်ကြည့်နေတယ်ဆိုတာလည်းခန်းစားလို့ရတယ်။မင်းအခန်းမှာပြီးရွေးလိုက်ပြီလို့ငါကတိပေးတယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Batman ကအမှောင်လေးကနေထွက်လာပြီးမဟုတ်ဘူးငါအခန်းမှာပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။ Kate ကအံ့ဩသွားပြီး Batman မင်းဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်တဲ့အခါ Batman ကသူတွေ့ခဲ့တဲ့ drone လေးကိုပြပြီးဒါကိုမင်းတစ်ချက်ကြည့်လိုက်စေချင်တယ်လို့ပြောခဲ့ပါတယ်။ Kate ကဒါကဘာလဲလို့မေးတဲ့အခါ Batman ကဒါကပဟေလီတစ်ခုပဲလို့လျှို့ဝှက်စွာပြန်ဖြေလိုက်ပါတော့တယ်။ကဲ Batman နဲ့ Batwoman တို့ဒီ drone ရဲ့လျှို့ဝှက်ချက်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး။ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။